အားလုံးပဲမင်္ဂလာပါလက်ရှိမှာတော့ကျွန်တော်ကြည့်ရှုနေတဲ့ Premier League ကနောက်ဆုံးအချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လက်ရှိဘောလုံးရာသီမှာအသင်းတိုင်းမှာကစားသမားကောင်းတွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှကျွန်တော်အကောင်းဆုံးလို့ကျွန်တော်ရွေးချယ်ထားတဲ့3ယောက်ရှိပါတယ်အဲ့ဒီ3ယောက်ကတကယ်တဲ့လက်ရှိဘောလုံးရာသီမှာသူတို့ကလပ်သူတို့အသင်းအတွက်တကယ်အသက်သွေးကြောတွေဖြစ်တဲ့3ယောက်ဖြစ်နေပါတယ်ဆိုတော့သူရင်းလိုရင်းနဲ့နံပါတ်3ယောက်မြောက်မှာကျွန်တော်ရွေးချယ်ထားတဲ့ကစားသမားကတော့Manchester United ရဲ့ကွင်းလယ်ကစားသမား Bruno Fernandes ပဲဖြစ်ပါတယ်။ Fernandes ကလက်ရှိဘောလုံးရာသီမှာ Manchester United ကိုအဆင့်3ပြန်ဝင်နိုင်အောင်ချန်ပီယံလိဂ်ပြန်ပြီးတော့ကန်ခွင့်ရအောင် Manchester United ကိုပံ့ပိုးပေးနေတဲ့ Man U ကစားသမားကောင်းတွေထဲကမှအတိကအကောင်းဆုံးကစားသမားဖြစ်ပါတယ်။ Man U ကိုလက်ရှိချိန်ထိပြန်ရောက်အောင်လုပ်နိုင်တာကတကယ်ကောင်းတဲ့ကစားသမားတွေအများကြီးလည်းရှိတယ်လို့အဲ့ထဲကမှကျွန်တော် Fernandes ကိုကျွန်တော်ရွေးချယ်ထားပါတယ်။နံပါတ်2မှာတော့ Manchester City ရဲ့ကစားသမားတိုက်စစ်မှုဟာလန်ပဲဖြစ်ပါတယ်လက်ရှိမှာ Manchester City ကိုအဆင့်နဲ့မှာရောက်ရှိနိုင်အောင်အတိက Man City ကိုမောင်းနေတဲ့ကစားသမားကတော့တိုက်စစ်မှုဟာလန်ပဲဖြစ်ပါတယ်ဟာလန်ရဲ့တွင်းကိုတွေကတကယ်ကိုအမခန်းလေးလေးနှစ်တိုင်းလိုမှာကောင်းနေတာဖြစ်ပါတယ်ဘယ်အသင်းမဆိုဘယ်လိုခံစစ်မှုမျိုးကိုမဆိုကြိုလာပြီးတော့မှဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုကောင်းဖြစ်ပါတယ်လက်ရှိဘောလုံးလောကမှာအကောင်းဆုံးတိုက်စစ်မှုအဖြစ်လဲဟာလန်ကိုကျွန်တော်ပေးချင်ပါတယ်ဆိုတော့နံပါတ်1မှာကျွန်တော်ရွေးချယ်ထားတဲ့ကစားသမားကတော့အာဆင်နယ်အသင်းရဲ့ဂိုးသမားရာယာပဲဖြစ်ပါတယ်အာဆင်နယ်မှာတိုက်စစ်မှုယူဂရက်ရှိတယ်ကွင်းလယ်မှာတကယ်ကောင်းတဲ့အကောင်းဆုံးကစားသမားလို့သတ်မှတ်လို့ရတဲ့ Declan Rice ရှိတယ်ဒါပေမဲ့လက်ရှိဘောလုံးရာသီမှာအာဆင်နယ်ကိုလက်ရှိချိန်ထိရောက်အောင်အတိကပံ့ပိုးပေးနေတာကတော့ဂိုးသမားရာယာပဲဖြစ်ပါတယ်အာဆင်နယ်ရဲ့ကစားပုံကတခါတလေမှာတစ်ဖက်အသင်းရဲ့ဂိုးကန်ထွင်းမှုတွေကိုတော်တော်များများကိုပေးရပါတယ်အဲ့ဒီချိန်မှာရာယာအနေနဲ့အကောင်းဆုံးလက်စွမ်းပြပြီးတော့မှဂိုးမပေးရအောင်တော်တော်လေးကိုရုန်းကန်စူးစမ်းပြီးတော့တတိကြီးနဲ့အာဆင်နယ်ဂိုးပေါက်ကိုကာကွယ်နိုင်ခဲ့လို့ဒါလက်ရှိအခြေအနေမှာအာဆင်နယ်ဟာရပ်တည်နိုင်တာဖြစ်ပါတယ်ဒါဘောလုံးကြီးတဲ့ပရိသတ်ဘောလုံးအားကစားဝါသနာရှင်တိုင်းလုံးဝလက်မခံချင်တော့လက်ခံရမယ့်အခြေအနေဖြစ်ပါတယ်ဆိုတော့ဒီရာယာရဲ့လက်စွမ်းကအာဆင်နယ်ကိုလက်ရှိချိန်ထိရောက်စေလို့ပဲချန်ပီယံလိဂ်မှာလည်းဘောလုံးပွဲထိရောက်အောင်ရာယာရဲ့လက်စွမ်းတွေကအဓိကပါခဲ့တာတော့ပြောလို့မရအဓိကညင်းလို့မရဘူးပေါ့နော်ညင်းလို့လုံးဝမရပါဘူးအာဆင်နယ်ရဲ့ခံစစ်မှုတွေကောင်းတာဟုတ်ပါတယ်ဒါပေမဲ့အာဆင်နယ်ဘယ်လောက်ထိကစားပေါက်တွေယိုယွင်းခဲ့တာတွေလဲဆိုတာကြည့်တဲ့လူတိုင်းလည်းသိပါတယ်အာဆင်နယ်ရဲ့ကစားပုံထဲမှာတစ်ဖက်အသင်းကိုဂိုးကန်ထွင်းမှုတွေများများဆဆပေးခဲ့ရပြီးတော့အဲ့ဒီဂိုးတွေကကန်ကောင်းလို့မဂိုးတာထက်ရာယာရဲ့လက်စွမ်းကြောင့်မဂိုးခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိ2025-26ဘောလုံးရာသီပရီးမီးယားလိဂ်ရဲ့ဘောလုံးရာသီမှာတော့အကောင်းဆုံးကစားသမား3ယောက်ဖြစ်တဲ့ Bruno Fernandes, Haaland, ဂိုးသမား Raya ကိုကျွန်တော်ရွေးချယ်ထားပါတယ်အဲ3ယောက်ထဲမှာအကောင်းဆုံးကစားသမားဖြစ်ဂိုးသမား David Raya ကိုကျွန်တော်ကရွေးချယ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုမှားလားမှန်လားဆိုတာ comment မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါအောင်နောက်တော့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်